ဆက်လက်ပြီးတော့ကျွန်မဒီနိုင်ငံကို97ကရောက်တယ်အဲ့ဒီအချိန်မှာအကြောင်းမျိုးကြောင့်ကျွန်မဒီမှာနေခဲ့ရတယ်ပေါ့နော်အဲ့လိုနေခဲ့ရတဲ့အချိန်မှာကျွန်မမှာအဖော်ရီမရှိဘူးကျွန်မတယောက်တည်းဒုက္ခတွေရောက်တယ်ပေါ့နော်အဲ့ဒုက္ခတွေရောက်တဲ့အချိန်မှာကျွန်မအားကိုးစရာဆိုလို့ဖရားပဲရှိတယ်နောက်ပြီးတော့ဖရားကကျွန်တော်တို့အတွက်အကောင်းဆုံးပြင်ဆင်ထားပေးတယ်ဒီနေ့ဒီအချိန်မှာကျွန်တော်တို့ဒီနေရာကိုရောက်လာတယ်ဆိုတာဖရားမှာအကြံစီရှိလို့ပဲဘယ်လိုပဲဖြစ်ကျွန်မဖရားကိုသူပဲကျေးဇူးတင်တယ်ကျွန်မဒီသချင်းလေးကိုဆိုမဲ့ခါမှာဒီသချင်းကကျွန်မတို့အရန်ကိုခွန်အားရတဲ့သချင်းလေးတစ်ပုဒ်ဖြစ်တယ်ကျွန်မဒုက္ခရောက်နေတဲ့အချိန်မှာကျွန်မအမှားယွင်းနေလောက်ခဲ့တဲ့အချိန်တွေမှာဖရားသခင်ကိုကျွန်မဒူးထောင်ပြီးတော့ကျွန်မရဲ့ဆုတောင်းတဲ့နာညောင်းတော့မှာကျွန်မပြုတ်မှုခဲ့တဲ့အပြစ်တွေအားလုံးကိုခွင့်လွှတ်ပေးတော်မူပါအဲ့အတွက်ကြောင့်ကျွန်မဒီသချင်းလေးနဲ့ဖရားသခင်ကိုချီးမွမ်းချင်ပါတယ်သချင်းလေးရဲ့ခေါင်းစဉ်ကတော့ခုနာခွင့်ပေးပါအောင်သခင်လို့မြည်ရပါတယ်စနာမှုတွေပျောက်ဆုံးလို့တကယ်ကိုဝေးပြီးကွယ်ရင်ဒီခဲ့တဲ့အပေါင်းဖော်ခြင်းသူတွေစွန့်သွားလို့နောက်ချမ်းရှိအပြစ်ဖွယ်လို့နေမိတယ်ဆုံးရှုံးခြင်းသာတရားတွေဖြစ်နေနာချင်မှုတွေဒီနှလုံးသားကိုသာကျွမ်းလောင်စေဘယ်ချွတ်များကပြစ်ခွာကညုံညင်အဖြစ်တစ်ခုတော့တွေ့ပြီးတင်ဆိုမိုက်ခဲ့အချင်သာပဲဝမ်းနဲ့မျက်ရည်ဝန်ခံတဲ့သက်သေးခုနာခွေပေးပါဦးခင်အပြစ်သားကြောင့်ထောင်ဆိုနေရေချွေလို့နဲ့သခင်ရင်ခွေမှာထွဲပွေထားစီချွေမိုက်ပြနေအောင်နေတာဒူးချောင်းမျောကိုလျက်ပါတသက်တာလုံးကိုတော်လက်အနန္တာနာချင်မှုတွေဒီနှလုံးသားကိုသာကျွမ်းလောင်စေဘယ်တွေ့များကပြစ်ခွာကညုံညင်အဖြစ်တစ်ခုတော့တွေ့ပြီးတဲ့ဆိုမိုက်ခဲ့အချင်သာပဲဝမ်းနဲ့မျက်ရည်ဝန်ခံတဲ့သက်သေးခုနာခွေပေးပါဦးခင်အပြစ်သားတယောက်တောင်ဆိုနေနှွေးချွေလို့နဲ့သခင်ရင်ခွေမှာထွဲပွေထားစီချင်မိုက်ပြနေအောင်နေတာဒူးထောင်မျောကိုလျက်ပါတသက်တာလုံးကိုတော့လဲအနန္တာခုနာခွေပေးပါဦးခင်အပြစ်သားတယောက်တောင်ဆိုနေနှွေးချွေလို့နဲ့သခင်ရင်ခွေမှာထွဲပွေထားစီချင်မိုက်ပြနေအောင်နေတာဒူးထောင်မျောကိုလျက်ပါတသက်တာလုံးကိုတော့လဲအနန္တာမိုက်ပြနေအောင်နေတာဒူးထောင်မျောကိုလျက်ပါတသက်တာလုံး
ကိုတော်လည်းအနန္တကျေးဇူးတင်ပါတယ်